Battery lifespan ကိုကြာရှည်ခံဆုံးဖြစ်စေမဲ့ PPS အမြန်အားသွင်းစနစ် PPS ဆိုတာ Programmable Power Supply PPS ဖြစ်ပြီး charging နည်းပညာတစ်ခုပဲဖြစ်ပါတယ် PPS မှာအားသွင်းခံ device တိုင်းရရှိရတဲ့အချက်လက်ပေါ်လိုက်ပြီးတော့ every 10 second တိုင်းမှာအသင့်တော်ဆုံးဖြစ်မဲ့ voltage နဲ့ current တွေကိုချိန်ကြည့်ပြောင်းလဲပေးနိုင်တယ်ဒါကို efficient အဖြစ်ဆုံးအားသွင်းနှုန်းကိုသတ်မှတ်ပြီးတော့ power loss အနည်းဆုံးအပူဖြာတွက်မှုအနည်းဆုံးဖြစ်စေပြီးတော့ battery lifespan ကိုတိတိကျကျကြာရှည်ခံစေပါတယ်PD နဲ့ PPS ကစတူအလုံးလုံးနိုင်ပါတယ်။ဒါပေမဲ့ PPS ကို every 10 second တိုင်းမှာ negotiate လုပ်ပြီးအတိုးလျှော့လုပ်ပေးနေတာမျိုးတော့မဟုတ်ပါဘူး။ဒီအချက်က PD နဲ့ PPS ရှင်းလာရင် PPS ကိုရွေးချယ်စေမယ့်အချက်ဖြစ်ပါတယ်။သုံးပြောရရင်တော့ battery health အတွက်ဆို PPS ကအကောင်းဆုံးရွေးချယ်မှုဆိုတာမျိုးပါပဲ။လက်ရှိမှာ PPS ကို Samsung device တွေမှာပဲအသုံးပြုထားလို့ Samsung user တွေအတွက်ကတော့ battery life အတွက်အမိုက်ဆုံး charging test တစ်ခုကိုအသုံးပြုနိုင်တယ်လို့ဆိုရမှာပါ။ကိုတစ်ပတ်ရဲ့အားသာချက်ကိုအသုံးချဖို့ charging accessory အသုံးပြုတဲ့နေရာမှာလည်း PPS ပေါ်ပေးထားတဲ့ charger တွေကိုပဲရွေးချယ်ဝယ်ယူဖို့ကလည်းအရေးကြီးပါတယ်နော်။